သေးစားရဲ့ type တာယူသားရဲ့ပွင့်လင်းနေဆိုတဲ့အခါကျတော့သူ့ကိုရတဲ့ကောင်မလေးလည်းကောင်းပါတယ်မြင်ရမှာပဲအေးမယ်ထင်တယ်နော်မျက်စိနောက်တော့တတ်တာပဲထင်တယ်မြင်ရပါသေးတယ်ငယ်ချင်းအရင် respect ထားပါတယ်ဟောဒီတငယ်ချင်းချင်းရွယ်တူတငယ်ချင်းချင်းဆိုပေမဲ့လည်းသူ shooting ရိုက်ကွင်းမှာသူဖိဖိမလုပ်ပြီးရယ်တငယ်ချင်းငါဆွဲမယ်နော်နင့်ကငါလက်ကိုကင်လိုက်မယ်နော်သူအဲ့လိုမျိုးလေးခွင့်တောင်းပြီးတော့အမြဲတမ်းသူတငယ်ချင်းက respect ထားရပါလောင်းနေနဲ့ကန်တဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာခင်မောင်ဆိုတဲ့ character တစ်ခုအနေနဲ့ပါဝင်တည်ဆောင်ထားပါတယ်ဘယ်လိုလေးတွေ့နေရဒီကားထဲမှာတော့ကိုတိုင်ရွန်ဖိုးထင်ကိုတစ်ဖက်သက်ကြိုက်တဲ့ကောင်မလေးဒီဆန်ရဲ့ဝေယဝဆလုပ်ပေးရတဲ့တကယ်နှိမ့်ကြတဲ့ကောင်မလေးတယောက်ပေါ့အဲ့လောက်ကြီးတော့ဟုတ်မနေပါဘူးအဲ့ဒီဖွားကြီးတားလားမမလေးနင်းအစ်စ်နဲ့ဒီမှာဘာအားလာချောင်းရတယ်ဒရိုက်တာမတ်ပုံရဲ့တင် जा ပေးမှုအောက်မှာလောင်ကသူဖြစ်စေခြင်းတဲ့အတိုင်းသူ့ရဲ့တတုတ်ကိုထိစေခြင်းတဲ့အတိုင်းလေးလိုက်ပြီးတော့စူးစမ်းခဲ့ရုံပါပဲဟုတ်ပြင်မာလည်းဒီကိုရီမာတွေဆိုတာပြင်မာလည်းတကယ်ကိုရင်းနှီးချစ်ခင်ကြတဲ့တကယ်မိသားစုဝင်တွေလို့ဖြစ်နေတဲ့အခါကျတော့လုံးတွက်အဲ့လိုရှိန်နာတွေခက်ခဲတွေတော့မရှိပါဘူးဟုတ်အဓိကတော့အမားတို့အကိုတို့ရဲ့item လုံးကြောင်တစ်ခုမလျော့သွားအောင်ပဲလုံးစူးစမ်းခဲ့ရတာပေါ့ပရိသတ်တွေစိတ်ဆိုးနေသမျှတော့ခုနကလုံးပြောခဲ့သလိုပဲဒီကားမှာတော့နည်းနည်းအားပြန်ပြီးတော့အားရမှာပေါ့နော်ရှေ့ဒဇိမ်းမှာလုံးရမ်းမောက်မှာထားတာဆိုတော့ဒီကားမှာတော်တော်လေးတိမ်ငယ်ပေးထားပါတယ်ရှင်တို့ရဲ့ခမေးခမဲအသက်ဆက်လေးမိချင်ရောက်နေပြီလေရုပ်ရှင်ပဲဖြစ်ဖြစ်series ပဲဖြစ်ဖြစ်ပါအဓိကရုပ်ရှင်ကြီးပြိတ္တပဲဖြစ်ဖြစ် series ကြီးပြိတ္တပဲဖြစ်ဖြစ်လောကတော့တန်ဖိုးထားပါတယ်အကောင်လုံးကဒါတကယ်အမှုပညာဖန်တီးနေကြတာပဲဆိုတော့လေဇိမ်းမှာတော့တွေ့တဲ့အတိုင်းပဲပေါ့နော်ပြိတ္တတွေလည်းအရန်ကိုအခုချိန်မှာစိတ်ဆိုးပြီးတော့အရန်ကိုစူနေတဲ့အချိန်ဆိုတော့တအားကိုရွှေပေါင်းကဇိမ်းနဲ့ရွှေပေါင်းအရန်ဆိုးရယ်မောင်းမာရယ်ဒါစိတ်ပုတ်တဲ့ကောင်မလေးတော့ဖြစ်နေတာပေါ့နော်အရန်စုခံထားရတော့အရန်စုခံထားတာဒီနေ့အမတို့ comment တွေတွေ့ရမှာအဲ့ comment တွေတွေ့တဲ့ခါမှာဘယ်လိုလေးရောဒါခံစားမိလဲပေါ့ကိုယ့်ရဲ့တင်းဆောင်မှုကပြည်နေတဲ့ပုံမှာဆိုရင်ရောစားတော့ဒီလောက် online ကျင်းလိုက်ကြီးလူတွေဝိုင်းဆူကြတာဆိုတော့နည်းအစတော့နည်းတော့ shock တော့ဖြစ်တာပေါ့နော်နည်းအစတော့လန့်တာပေါ့ဒါပေမဲ့လည်းသူတို့တွေကတကယ်ကိုအချိန်ပေးပြီးတော့ဒီဒီဇိမ်းဇလန်တွေကိုတကယ်ကြည့်ပေးလို့ဒီ character တစ်ခုပေါ်မှာမုန်းကြရဲဆိုတဲ့အခါကျတော့အဲ့လိုစိတ်ကလေးနဲ့နေလိုက်တဲ့အခါကျတော့သူတို့ comment လေး back comment လေးတွေအလုံးတော့ချစ်စရာကောင်းနေပါတယ်အဓိကတော့အဲ့လို shooting တရက်ပြန်လာပြီးရမ်းမောရယ်ဘာလို့လဲဆိုတော့တင်းနဲ့အဲ့တွေကရွှေပေါင်းကအကောင်လုံးအချိန်တိုင်းမောက်မာပြီးတော့ hit တောင်းကျန်းနေတယ်ဆိုတဲ့အခါကျတော့ပြန်လာရင်တော့တော်တော်မောပါတယ်ပရိသတ်တွေမပြောပါနဲ့လုံးခန်းလာရင်တော့နည်းနည်း volume ကိုနည်းနည်းတိုးကြည့်ရတယ်လုံးတန်ရအရင်စူးစူးနဲ့ပရိသတ်တွေပြောကြလေဒီမှာအရင်အတန်နေစူးပြီးတော့ hit တောင်းကျန်းနေရပဲဆိုရင်လုံးစင်ကိုလုံးမလုံးပြန်ကြည့်နေအောင်မလုံးတန်တိုးကြည့်ရလုံးအနေနဲ့ဝမ်းသာပါတယ်ဘာလို့လဲဆိုတော့ပရိသတ်တွေကလုံးကိုဒီ character တစ်ခုပေါ်မှာလုံးကလည်းဒီပရိသတ်မောအောင်အမြင်ကပ်အောင်ဒီ character တစ်ခုကိုပုံဖော်ရတာဖြစ်တဲ့အတွက်ကိုဒီ character တစ်ခုကိုလိုက်ပြီးတော့အမြင်ကပ်ပေးမုန်းပေးရဖြစ်တဲ့အတွက်ကိုလောကတော့လုံးတွက်ကအရင်ချိန်နေပါတယ်ဟုတ်မရက်ခံသူကရက်တက်မဲ့ပုံတော့မရှိဘူးသူညာဆိုရင်အဲ့လိုမျိုးကြောင်ကတန်းတော့ထထတင်တဲ့အကျင့်တော့ရှိတယ်နော်ဒါမရတော့ဝါပဲထိုင်ပေးနေလိုက်တော့သူကောင်မလေးကပြန်မကြိုက်တာလားမသိပါဘူးနော်ပြန်ကြိုက်ပေးလိုက်ကြပါလို့ကောင်လေးကချောပါတယ်မစိုးပါဘူးအဲ့တော့ဒီစာတွေကိုလည်းနည်းနည်းမျက်စိနောက်လာလို့လားအဲ့လိုမျိုးဒါမဲ့လေသူမူလေးနဲ့တော့သူချစ်စရာတော့ကောင်းပါတယ်သူကပွင့်လင်းတယ်လေရိုးသားရယ်သေးစားရဲ့ type တာရိုးသားရယ်ပွင့်လင်းတယ်ဆိုတဲ့အခါကျတော့သူ့ကိုရတဲ့ကောင်မလေးလည်းကောင်းပါတယ်ဟုတ်မြင်ရမှာပဲအေးမယ်ထင်တယ်နော်မျက်စိနောက်တော့တတ်တာပဲထင်တယ်မြင်ရပါသေးတယ်ငယ်ချင်းအရင် respect ထားပါတယ်ဟောဒီတငယ်ချင်းချင်းရွယ်တူတငယ်ချင်းချင်းဆိုပေမဲ့လည်းသူ shooting ရိုက်ကွင်းမှာသူဖိဖိမလုပ်ပြီးရယ်တငယ်ချင်းငါဆွဲမယ်နော်နင့်ကငါလက်ကိုကင်လိုက်မယ်နော်သူအဲ့လိုမျိုးလေးခွင့်တောင်းပြီးတော့အမြဲတမ်းသူတငယ်ချင်းက respect ထားရတယ်ဟုတ်တငယ်ချင်းကအများကြီး shooting မှာဆိုလဲသူကပွင့်လင်းပေါ့ပါနေတဲ့သူဆိုတဲ့အခါကျတော့shooting မှာလည်းသူရှိရင်မပြင်းအောင်သူက like မြောက်တစ်ထောင်လိုပဲ like စော်နေတာဆိုတော့ချစ်ဖို့ကောင်းတယ်ဟုတ်သူရှိရင်မပြင်းအောင်သူမရှိရင် shooting တစ်ခုလုံးတိတ်ဆိတ်သွားဟုတ်ကဲ့ပါလောလောပေါင်းရိုက်ကူးထားတဲ့ကန်တဲ့ရုပ်ရှင်ဇာတ်ကားကြီးကို August လအတွင်းမှာရုံတင်ပြသတော့မှာဖြစ်ပါတယ်ပရိသတ်တွေအားလုံးအားပေးဝန်းရံပေးလို့ပြောချင်ပါတယ်ရှင်